ချောင်းနေမယ်ဆိုရင်လာကြမ်းကဒီထဲမှာချောင်းနေမယ်တအားကြီးချောင်းနေတယ်လှုပ်နေတယ်ဆိုရင်တန်လဲကျဲတယ်ကျုံနေရင်ကျွတ်ထွက်တယ်တကယ်လို့ဒီလာကြမ်းဒီစီးကွက်နေရဘာမှမစားသေးရင်လဲကြမလို့မလဲနဲ့နော်အားလုံးပဲမင်္ဂလာပါဗီဒီယိုလေးမတင်တာကြာပါပြီအခုဒီမှာဒီလာကြမ်းလေးပေါ့နော်လာကြမ်းရဲ့ဒီစီးကွက်လာကြမ်းကဒီထဲမှာချောင်းနေတော့ဗျာတော်ဘောကလာကြမ်းကဒီမှာဒီကွက်နေမှာဒီလိုချောင်းနေချုပ်နေတဲ့အချိန်ကျရင်ဒီလာကြမ်းလေးကအပြင်ကိုဖတ်ပြီးတော့ညှက်သွားတာပါနော်ဒါပြီးတော့ဒီချောင်းနေဆက်တန်ကျဲအဲ့လိုချောင်းနေတာကိုတချို့ကချောင်းနေရင်ဒီလာကြမ်းလဲရမယ်ဒီကွက်ရင်လဲရမလို့ပြောတယ်မိုးပါလဲကြမယ်အများအားလဲကြမလို့ဘူးနော်ဒီသူ့ရဲ့ဒီဒီကွက်ရင်ရဲ့ဒီ line တွေစားနေတာဒါမှမဟုတ်ဒီလာကြမ်းပေါ့နော်ဒီနေရာတွေကသူကဒီမှာပတ်ပြီးတော့ပြေးတဲ့နေရာသူ့ဒီပေါ်ဒီမှာစားနေတာမစားနေရင်လဲစားအကြောင်းမရှိပါဘူးနော်လဲဖို့ဆိုတာဒီခေတ်ကာလကမလွယ်ပါဘူးဒါဆိုရင်ဒီမှာကြည့်သူစားနေရင်ဒီခြိုက်သွားမှာပေါ့နော်တက်နေဘာမှဒါစားရခြင်းမရှိဘူးနော်ဒီမှာဒီညောင်လဲကြည့်ဒီနေရာပတ်ပြေးတဲ့နေရာပေါ့နော်ဒီလိုနေရာနဲ့သူဒီထဲမှာနေပြီးဒီပြေးတဲ့နေရာကိုကြည့်ကြအဖြစ်သိနိုင်ပါတယ်စအဲ့ဒီနေရာလေးကလည်းခြိုက်နေလားကြည့်မခြိုက်နေခြိုက်တယ်ဆိုတာလည်းအများကြီးခြိုက်မှလည်းရတာပါတခြားကြောင်းရတွေလည်းရှိရတယ်နော်ဒါဆိုရင်ဒီကစားနေစက်တန်လေးကြည့်ဒါကိုမလဲပဲနဲ့ဒီဒါပေါ့နော်အောက်ကဒီဂျိုပေါ့ဂျိုနည်းနည်းဒီဂျိုနော်ဒီမှာကြည့်တာဂျိုဒီလိုနည်းနည်းလေးကလတ်တင်ပြလိုက်ဝုတ်တယ်နော်ဝုတ်တယ်နေနဲ့ဒီမှာကလတ်တင်ပြလိုက်နည်းနည်းဒီအောက်သားရောဒီမှာကလတ်လာကြတော့တက်လာနော်အဲဆိုရင်ဒီမှာခုနကဒီမှာချဲနေနေမကျဲတော့ဘူးလားဒီတော့ဒီလာကြမ်းอ่ะဗောနော်ဒီထဲမှာအဝင်ခွင်ကြသာလေးပဲဝင်ရမယ်ကြက်နေလို့မရအောင်အဓိကဒီနေရာဗောနော်ဒီနေရာကိုကြည့်ဒီမှာကြံပတ်နဲ့ဒီလာကြမ်းခွာကြတယ်မှာ तू ကအနည်းဆုံး तू ကခြိတပင်ဗောနော်ခြိတပင်သာလွတ်နေအောင် तू ဖိပြီးတော့ကြက်နေမယ်ဆိုရင် तू တပတ်လဲပြီးတော့ခြိကောက်ပြီးတော့ဒီလိုဒါတဘောစုပဲဒီမှာဒီထိတ်မှာအထိတ်ကနေ तू ခြိကောက်ပြီးဆင်းလာမယ်သူဆင်းလာပြီးဒီအောက်ရောက်လို့ရှိရင်သူကဒါပြန်ဟပေးရမယ်အနေထားရှိတယ်နော်တကယ်လို့သူကဒီနားအောက်ရောက်လို့ရှိရင်သူဒီနေရာမှာညှက်နေမယ်ဆိုရင်ခြေကအပြင်ကိုပြုတ်မထွက်လာတော့ဘူးခြေပင်ကဒီနေရာမှာဒီအောက်ရောက်လို့ရှိရင်ခြေပင်ကပြုတ်ထွက်ရမှာနော်ခြေပင်ကဒီမှာမြောင်းလေးပြောလားအဲ့မြောင်းလေးဒီမြောင်းအလဲကောင်းပါနော်ဒီခက်ကြွရဲ့ဒီလာကြမ်းရဲ့အဖျားလေးကဒီမြောင်းကိုသူနည်းနည်းကြော်ပြီးတော့သွားတာနည်းနည်းကြော်သွားတယ်ဆိုရင်လည်း तू ကကြော်ပြီးဆိုရင်လည်းခြီလွတ်သွားတယ်အဲ့ချိန်မှာ तू ကနောက်ပြန်ဆုပ်နော်ရှေ့ဆက်မသွားဘူး तू ကဒါဒီအိမ်ဆက်တည်းရဲ့တဘောတဘာဝကဘယ်ညာဒီလိုပဲကစားတာတပတ်ပြအောင်မလဲဘူးနော်အဲ့ तू ကဒီနားရောက်ပြီး तू နောက်ပြန်ဆုပ်တဲ့ချိန်မှာခြီကကျွတ်ထွက်ကြံခဲ့ရမယ်ချိတ်လာပြီးခြီကကျွတ်ထွက်ပြီးကြံခဲ့ရမှာဒါမှဒါ तू တဝက်ကြော်အောင်သွားလိုက်ပြီတဝက်ကြော်အောင်သွားလိုက်ပြီဆိုရင်ဒါ तू ပြန်ဆုပ်တော့မယ်ပြန်ဆုပ်ပြီနော်ပြန်ဆုပ်ပြီအပေါ်မှာအကနေပြီးတော့ तू ခြီကိုယူလာမယ်ခြီကိုယူလာပြီးရင်ဒီမှာတဝက်ကြော်သွားမှာနော်တဝက်ကြော်သွားမှာသူ့တိုင်မြင်မှန်တာအဲ့အချိန်မှာတဝက်ကြော်သွားတဲ့အချိန်မှာဒီဂျိုနဲ့ဒီလာကြမ်းနဲ့ဂျားထဲမှာခြီရှိတယ်အဲ့ခြီက तू ကပြန်ပြီးတော့လွတ်ထွက်ရမှာကြက်နေရင်မလွတ်ထွက်နိုင်ဘူးအဲ့တော့ तू ကဒီမှာသူ့ကလီးယားပေါ့နော်နည်းနည်းလေး तू ရှိရမှာချောင်းလေးဖြစ်ရမှာဒီမှာနော်အဲ့လိုဖြစ်နေအောင်ဒါဆိုတော့ကျွန်တော်ပြောတဲ့ဒီဂျိုးပေါ့နော်ဒီဂျိုးရဲ့တဘောတဘာဝသူ့ရဲ့ဂျိုးပြားဒီမှာဒီထိတ်နဲ့ဒီဘက်ထိတ်နေပေါ့နော်ဒါလာကြမ်းပေါ်တင်မဲ့နေရပေါ့နော်သူ့လာကြမ်းကြက်နေရင်နည်းနည်းအောက်ကိုဖိချလို့လည်းရတယ်ဆိုတော့ပြောလို့လာကြမ်းခြောင်နေရင်လာကြမ်းကအထဲမှာခြောင်နေရင်ဒီကောင်ပလန့်ပြီးတော့လည်းတင်လို့ရတယ်ပေါ့နော်ဒါဒီကောင်နည်းနည်းဒီလိုအပေါ်တင်လို့လည်းရတယ်သူ့ကိုဒီလိုဒီမှာနော်ဒီနေရာတွေကိုတ
ကိုလိုတဲ့နေရာဒီထိတ်ပြားလားဒီထိတ်ပြားလားရာလဲပေါ့နော်ကိုရိုက်ချလို့ရတယ်အဲ့ဒါဒီမျိုးတို့ထားဒီဘက်ထိတ်ပြားရိုက်ချခြင်းဒီလိုလုံးထားအကယ်လို့ကလေးကောင်ကရိုက်ချခြင်းဒီမှာကလေးကိုထားနည်းနည်းလေးပေါ့နော်ဒီအဖျားရိုက်ချခြင်းဒီလိုအဖျားကိုထားပေါ့နော်သဘောတယ်မှာစူလေးနဲ့ဒီမှာပေါ့နော်ဒါလိုဒီမှာလိုရိုက်ချလို့ရနော်ကိုလိုရိုက်ချလို့ရတယ်တကယ်လို့ခုနလာချမ်းကလာချမ်းကဒီထဲမှာပေါ့နော်ကြက်နေမယ်ဆိုရင်နည်းနည်းရိုက်ချလိုက်ရင်တူဖားသွားမယ်နော်ခြောင်နေမယ်ဆိုရင်လာချမ်းကဒီထဲမှာခြောင်နေမယ်တအားကြီးခြောင်နေတယ်လှုပ်နေတယ်ဆိုရင်တန်လဲကျဲတယ်ကျုံနေရင်ကျွတ်ထွက်တယ်တကယ်လို့ဒီလာချမ်းဒီစီးကွက်နေရဘာမှမစားသေးရင်လဲကြမလို့မလဲနဲ့နော်ချီပင်ပေါ့နော်အောက်မှာပြန်ပြုတ်တဲ့ပုံလေးပေါ့ဒီမှာအောက်မှာကျွန်တော်စောစောပြလာတဲ့ခြိုက်ကလေးကြော်သွားရင်သူပြန်ပြုတ်ထွက်လာပါနော်ဒီမှာဆင်းသွားရင်သူဒီမှာချီချိတ်ယူရတယ်အပေါ်ကနေပြီးတော့အောက်ကျရင်ဒီမှာအောက်ကျလို့ရှိရင်ဒီမှာပြန်ဖြုတ်တဲ့ပုံလေးပါနော်ညှက်နေရင်သူပြန်မဖြုတ်နိုင်ဘူးနော်ညှက်နေရင်သူပြန်မဖြုတ်နိုင်ပါဘူးဒါချီပြန်ဖြုတ်ပြတဲ့ပုံလေးပါနော်